အရင်တုန်းကဆိုရင်ဗီဒီယိုတစ်ပုဒ်ရဲ့ script ရဖို့ဆိုရင်ကိုပြောချင်တဲ့ talking points တွေအရေးကြီးတဲ့အချက်တွေကိုအရင်ချပြီးတော့အခါကျရင်တစ်ခုချင်းစီကိုလက်တွေ့ကျတဲ့ဥပမာတွေထည့်သွားပြီးတော့ဒီလိုရေးရတယ်ပေါ့နော်ဗီဒီယို script တစ်ခုဆိုတာလွယ်ကူတဲ့ကိစ္စမဟုတ်ဘူးတကယ်ကိုစိတ်အားရောcreativity ရောသုံးပြီးတော့လုပ်ရတဲ့အရာတစ်ခုဖြစ်တယ်ဒါပေမဲ့နောက်ပိုင်းမှာလီလီပါဝင်တခြားသူတော်တော်များလဲကြုံမယ်လို့ထင်တယ်ပေါ့နော်ပြီးတော့ script တစ်ပုဒ်ရေးဖို့ကို AI နဲ့ရေးလိုက်တယ်မြန်တယ်အဲ့ချိန်မှာokay creative ဖြစ်နိုင်တယ်လို့ prompt တွေအများကြီးတည်းထည့်ပြီးတော့ creative ဖြစ်အရန်ရေးချလိုက်တယ်နောက်ဆုံးတော့ AI ကပေးရဲ့ script အရှည်ကြီးပေါ်မှာစာရလည်းအများကြီးဖြစ်လာတယ် like တေချာပြန်ဖတ်ကြည့်ရောကိုယ်ပိုင် creativity meaningful ဖြစ်တဲ့အတိတ်ပဲဒီနောက်ကိုရတကယ် experience တွေမပါလာဘူးပေါ့နော်အရာလုံးကပျောက်နေရဲ့ဒီလိုမျိုးခံစားရတယ်